အကျမ်းဖက်မှုမရှိသောမေတ္တာကဘာဒီကနေ့2014ခုနှစ်ကုန်ဆုံးပြီးလက်ပြင်က2015ခုနှစ်ရောက်ရှိတော့မဲ့အခါသမယဖြစ်လို့2015ခုနှစ်ကိုကြိုးဆိုသောအားဖြင့်အကျမ်းဖက်မှုမရှိတဲ့မေတ္တာကဘာနှစ်ဖြစ်ပါစေလို့ရည်ညွှန်းလျက်အကျမ်းဖက်မှုတွေအလွန်များပြားလှတဲ့ယနေ့ကဘာမှာနိုင်ငံတကာသတင်းတွေဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူသားအချင်းချင်းမုန်းတီးမှုကိုအကြောင်းပြုပြီးတော့အကျမ်းဖက်နေကြတာတွေအလုံးသိကြတဲ့အတိုင်းပဲကဘာကြီးတစ်ခုလုံးဟာဒုစရိုက်တွေလွှမ်းခြုံပြီးတော့ပူလောင်နေတဲ့အနေအထားမျိုးရောက်ရှိလာအချိန်ခါကိုကလိယုဂလို့ခေါ်တဲ့ဆုတ်ကတ်ခေတ်ကြီးမှာလူဖြစ်လာကြတာဖြစ်တော့လောကမှာလူလောကကြီးကိုခေတ်လေးခေတ်နဲ့ပိုင်းခြားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကတယုဂလို့ဆိုရဲရွှေခေတ်လို့ပြောရမယ်ခေတ်တစ်ခုဟာလူ၄ယောက်မှ၄ယောက်စလုံးကိုကျင်တရားတွေကောင်းမွန်ကြပြီလူဆိုးသူဆိုးမရှိတဲ့ခေတ်တစ်ခေတ်ပေါ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီနောက်ပိုင်းရောက်တဲ့အခါတဖြည်းဖြည်းဆွေးရုံလာပြီးတော့တရေတာယုဂလို့ဆိုတဲ့ခေတ်ဆန်းလာတဲ့အခါမှာလူ၄ယောက်ထဲမှာတစ်ယောက်ကကိုကျင်တရားပြက်ပြားလာပြီ၃ယောက်သာလူကောင်းရှိတော့၃ယောက်ကအကောင်းကဇယိုက်ဆိုးတဲ့လူတစ်ယောက်ကိုကောင်းအောင်မဆွဲဆောင်နိုင်ကြဘူးမကြခင်မဲ့တရေတာယုဂကုံဆုံးသွားတဲ့အခါဒွါပရယုဂလို့ဆိုတဲ့ခေတ်ဆန်းလာတဲ့အခါမှာလူ၄ယောက်ရှိတဲ့ထဲ၂ယောက်ကအကျင့်တရားတွေပြက်ပြားပြီးဇယိုက်ဆိုးတွေနဲ့အမိုက်မျိုးဘဝရောက်သွားပြီးကျန်တဲ့၂ယောက်သာလူကောင်းဖြစ်တော့တယ်အဲ့ဒီလိုခေတ်ကြီးဟာတဖြည်းဖြည်းဆိုးလာတာကလိယုဂလို့ဆိုတဲ့အဆိုးဆုံးခေတ်ဆန်းလာတဲ့အချိန်ရောက်တဲ့အခါကျတော့လူ၄ယောက်မှ၃ယောက်ကဇယိုက်ဆိုးတွေနဲ့အမိုက်မျိုးဘဝရောက်သွားပြီးတော့တဥဒီသောသူသည်သာလင်ဆိုလိုတာက၄ပုံတစ်ပုံ၄ပုံမှာ၃ပုံကအဆိုးဖြစ်သွားပြီတစ်ပုံပဲအကောင်းရှိတော့တယ်အဲ့ဒီခေတ်မျိုးရောက်လာတဲ့အခါကျတော့မှဂေါရမဗုဒ္ဓပွင့်ပေါ်လာခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်ပေါ်ခြင်းကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရရှိကြသည့်အတွက်ကြောင့်ကလိယုဂမှာလူဖြစ်ကြတဲ့လူတွေထဲမှာလူ၄ယောက်မှာ၃ယောက်ကအဆိုးတစ်ယောက်ကအကောင်းအဲ့ဒီတစ်ယောက်အကောင်းကအဆိုး၃ယောက်ကိုထိန်းထားနိုင်ပြီးတော့ဒီတဲ့ပုံမဆိုးလာအောင်စွမ်းဆောင်မှုကိုပေးခဲ့တယ်ပေါ့ရသော်ဗျာပြိဋိဘံစံတော်လို့နှစ်ပေါင်း2500ကျော်လာတဲ့ခဏခေတ်ရောက်တဲ့အခါကျအဆိုးရဲ့ဥယျာဟာတိုးတဲ့တိုးလာပြီးကဘာကြီးမှာအကျမ်းဖက်မှုတွေလွှမ်းမိုးနေတဲ့အနေအထားမျိုးရောက်လာဒါလူတို့ရဲ့ကဘာကြီးမှာအကျမ်းဖက်လောကမှာရှိကြတဲ့တရားဝါတွေအားလုံးကိုခြုံငုံပြီးတော့ပြောမယ်ငရဲတို့ပြိတ္တာတို့ဆိုတာသာထားလိုက်တိရစ္ဆာန်လောကကိုတစီတစောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်ချင်းချင်းကြမ်းဖက်နေကြတာလူသားတွေကတိရစ္ဆာန်ပေါ်မှာအကြမ်းဖက်နေကြတာအလွန်များပြားတယ်ပေါ့ဒီကနေ့ခေတ်မှာတိရစ္ဆာန်လောကကိုမှတ်တမ်းတင်ထားတဲ့ Discovery တို့ Safari တို့ Wildlife ဆိုတဲ့ channel တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေဟာတစ်ကောင်နဲ့တစ်ကောင်တအုပ်စုနဲ့တအုပ်စုအကြမ်းဖက်အနိုင်ကျင့်တပ်ဖြတ်ပြီးတော့စားနေကြတဲ့အနေအထားတွေကိုတွေးကြမြတ်စွာဘုရားကိုယ်တိုင်ကလည်းတိရစ္ဆာန်လောကရဲ့အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့
ဘယ်လိုဟောထားတော့ဆိုတိရစ္ဆာန်လောကဟာအညမညခာရိကတကောင်းတကောင်းသတ်ဆာနေတဲ့ဘဝမျိုးတဲ့သတ်ဆာနေတဲ့လောကမျိုးဒုပ္ပလခာရိကအာကြီးတဲ့အကောင်ကအာနေတဲ့အကောင်ကိုတတ်ဖြတ်စားတော့နေတဲ့လောကမျိုးလို့မြတ်စွာဘုရားကစကလုံးနှလုံးနဲ့တည်းပဲတိရစ္ဆာန်လောကရဲ့အကျမ်းဖက်မှုကိုရှင်းပြတော်မူခဲ့တာဒီတည်းမဲ့တိရစ္ဆာန်ချင်းချင်းကြမ်းပဲ့ရတယ်မကမြင့်မြတ်ပါတယ်ဆိုတဲ့လူသားတွေကလည်းတိရစ္ဆာန်တွေကိုတတ်ဖြတ်အနိုင်ကျင့်ကြမ်းဖက်နေတာကလည်းဒီနေ့ခေတ်မှာပိုပြီးတော့များလာပိုများလာလို့တရားဝါရီဟာမျိုးတုံးပြီးတော့ပျောက်ကွယ်သွားမဲ့အနေအထားမျိုးထိအောင်ရောက်ရှိလာခဲ့တယ်လောကကြီးကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်အကျဉ်းနာကင်းမဲ့ပြီးတော့အကျမ်းဖက်တဲ့လောကကြီးတစ်ခုဖြစ်ပေါ်နေတယ်ပေါ့လူသားတွေစားဖို့ဆိုရင်တကဘာလုံးမှာချိန်ကြည့်လိုက်လို့နေ့စဉ်တတ်နေတဲ့တရားဝါပေါင်းဟာတန်ပေါင်းရာစွာရှိနေတယ်လူတွေတတ်စားတဲ့တရားဝါဒီပင်တန်းချီထိအောင်ရှိနေတယ်တခြားအကြောင်းကြောင့်တတ်တဲ့တရားဝါတွေလည်းရှိတယ်ဒါကြောင့်မို့တိရစ္ဆာန်လောကကြီးတစ်ခုလုံးဟာပုံကွယ်เสียနေထိုင်เสียမရှိတော့အတိဒုက္ခတွေရောက်ပြီးတော့အကျမ်းဖက်ခံနေရတယ်ဆိုတာလူသားတွေအနေနဲ့အမှတ်တမဲ့မနေပဲနဲ့အသိပညာဖြင့်ဆင်ញင်စဉ်းစားကြည့်မယ်ဆိုရင်တွေးရှိလာကြမှာဖြစ်တယ်ပေါ့ဒီကနေ့ခေတ်ကြတဲ့အခါလူကနေတိရစ္ဆာန်ကြမ်းဖက်ယုံများမှာကလူသားအချင်းချင်းလဲကြမ်းဖက်တာဆိုတာဖြစ်လာတယ်ပေါ့ကြမ်းဖက်မှုတွေအကြမ်းဖက်မှုတွေမျိုးစုံဖြစ်ပေါ်ပြီးတော့နေတယ်လက်နဲ့အကြမ်းဖက်တာလူမျိုးတစ်မျိုးနဲ့အကြမ်းဖက်တာဘာသာယုံကြည်ချက်တစ်ခုနဲ့တစ်ခုအကြမ်းဖက်တာတနိုင်ငံနဲ့တနိုင်ငံအကြမ်းဖက်တာဒေသတစ်ခုနဲ့တစ်ခုအကြမ်းဖက်တာအမျိုးစုံနေအောင်အကြမ်းဖက်မှုတွေဟာမကြားခြင်းအဆုံး2014ခုနှစ်အတွင်းမှာအဆိုးဆုံးစံချိန်လောက်ရောက်သည့်ထိအောင်အကြမ်းဖက်မှုတွေမြောင်များစွာတွေ့ရှိနေကြရပြီဖြစ်တယ်ပေါ့လောကမှာတန်ဝေကယူစရာအလွန်ကောင်းတယ်ဒီအကြမ်းဖက်မှုတွေကိုပျောက်ကင်းအောင်လုပ်နိုင်တဲ့နည်းတစ်နည်းကတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမသာလည်းဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့လွဲပြီးတော့ကင်းပြီးတော့အကြမ်းဖက်မှုတွေကင်းစင်အောင်လုပ်နိုင်မှာမဟုတ်ဘူးမြတ်ဗုဒ္ဓရဲ့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်လိုက်မယ်ဆိုရင်အကြမ်းဖက်လို့တဲ့စိတ်ဟာလုံးဝပျောက်ကွယ်သွားပြီလောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာမှုကိုရရှိမှာဖြစ်ကဲ၍ဖြစ်နိုင်လို့မြတ်ဗုဒ္ဓသွန်သင်ဆုံးပြခဲ့တဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်လို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်လိုက်လို့ရှင်ဒုစရိုက်တရားတွေဟာအရင်မြစ်သဲလွန်စားပါမကြံအောင်ပျောက်ကင်းသွားနိုင်တယ်ပေါ့သောတာပန်ဖြစ်တဲ့နောက်မှာပါဏာတိပါဒဆိုတဲ့အကျင့်ဖက်မှုလည်းရှိမှာမဟုတ်တော့ဘူးအာဒိနာဒါနဆိုတဲ့အကျင့်ဖက်မှုဖရုဒဝါစာဆိုတဲ့အကျင့်ဖက်မှုပိတုဏဝါစာဆိုတဲ့အကျင့်ဖက်မှုတွေမိစ္ဆာဒိဋ္ဌိဆိုတာတွေသောတာပန်ဖြစ်လိုက်တာနဲ့တပြိုင်နက်အဘိဓါဆိုတာတွေဒါတွေဟာပျောက်ကင်းသွားပြီးတော့အစစ်နဲ့အရိယသူတော်စင်ဘဝရောက်သွားပြီးလုံးဝအကျမ်းဖက်မှုကိုဖြစ်စေတတ်တဲ့စိတ်စေရနာဆိုးရတဲ့အနေအထားတွေလုံးဝကင်းစင်သွားပြီးအကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာကြီးတစ်ခုလုံးရသော်ဘုရားအဆုံးအမနဲ့တိဆောက်မယ်ဆိုရင်တိဆောက်လို့ရပေါ့တခြားနိလန်းနဲ့တော့မရှိနိုင်ဘူးဒါကြောင့်မို့2015ခုနှစ်သစ်ရောက်ရှိလာတဲ့အခါမှာအကြမ်းဖက်မှုတွေကင်းပြီးတော့တဦးနဲ့တဦးလူသားချင်းချင်းလူသားကနေအခြားသတ္တဝါတွေပေါ်မှာမေတ္တာထားခြင်းဖြင့်မေတ္တာတွေလွှမ်းခြုံထားတဲ့ကဘာကြီးတစ်ခုဖြစ်ပေါ်လာပါစေလို့ဆုတောင်းကြရမှာဖြစ်တယ်ပေါ့မေတ္တာပို့သပြီးတော့ဆွမ်းဆောင်ကြရမှာဖြစ်တယ်အကြမ်းဖက်မှုကင်းတဲ့မေတ္တာကဘာတစ်ခုဟာ
လူတိုင်းရဲ့နှလုံးသားထဲမှာတိဆောက်ထားဖို့လိုအပ်တယ်ပေါ့ဘယ်သူတွေအကျမ်းဖက်မိမိအနေနဲ့အကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာမေတ္တာနှလုံးသားကိုတိဆောက်ထားကြမယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းတဲ့အနေအထားတစ်ခုရရှိကြမှာဖြစ်တယ်မိမိတို့ကိုယ်တိုင်မေတ္တာကဘာကိုတိဆောက်ပေးခြင်းဖြင့်ထိုမေတ္တာကဘာကိုအခြေခံပြီးတော့ဆရာဆိုးတွေလုံးဝကင်းတဲ့အကျင့်တရားတွေကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်နောက်ဆုံးမှာဒုစရိုက်10ပါးလုံးဝရှင်းလင်းဖယ်ရှားနိုင်တဲ့အဆင့်မျိုးထိအောင်ရောက်ရှိပြီးတော့သွားမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟာအကျမ်းမဖက်တဲ့မေတ္တာကိုအသုံးပြုခဲ့တဲ့နေရာမှာအလွန်အောင်မြင်မှုကိုရကြတယ်လောကလူသားတွေကအောင်နိုင်မှုမရတဲ့အခါမှာတုံ့ပြန်မှုတွေမျိုးမျိုးနဲ့တုံ့ပြန်ခြင်းကြတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဆုံးမချက်ဆိုရင်မေတ္တာတို့ခန္တီတို့ဥပေက္ခာတို့ဆိုတာတွေနဲ့ရံပြုလာတဲ့တစ်ဖက်သားရဲ့အန္တရာယ်ကိုတုံ့ပြန်ဖို့ဆုံးမဩဝါဒပေးထားတဲ့တရားတွေကြီးပဲဒုက္ကိုဒုက္ချင်းလက်နဲ့ကိုလက်နဲ့ချင်းဒေါသကိုဒေါသချင်းမာနကိုမာနချင်းရှင်ပြန်ရမယ်လို့မြတ်စွာဘုရားဘယ်တော့မှမဟောကြားခဲ့ဘူးဒေါသကိုမေတ္တာဖြင့်သာတုံ့ပြန်ရမယ်လို့မကောင်းတဲ့လူကိုကောင်းတဲ့နည်းနဲ့သာတုံ့ပြန်ရမယ်လို့ဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမအလွန်အေးချမ်းမှုကိုပေးတဲ့မေတ္တာကဘာတိဆောက်ဖို့ရအတွက်အကောင်းဆုံးသောအဆုံးအမတစ်ခုဖြစ်တယ်အဲ့ဒီအဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင်မိမိတို့ထေသမိမိတို့ရရွာမိမိတို့နေရာဌာနလေးဟာအကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာလေးတစ်ခုဖြစ်လာမှာသိကြပါပေါ့အဲ့ဒါလို့ဖြစ်လာအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်လူချင်းကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အခါမှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေကပြည်သူပြည်သားတွေပေါ်မှာအကြမ်းဖက်မှုတပံပြည်သူပြည်သားတွေကနေပြီးတော့တုံ့ပြန်အကြမ်းဖက်မှုဒီလိုအကြမ်းဖက်မှုမျိုးစုံရှိနိုင်တယ်ပေါ့အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံတဲ့ပုဂ္ဂိုလ်တွေဟာပြန်လည်ကြမ်းဖက်မှုမပြုဘဲခွင့်လွှတ်ခြင်းသိခံခြင်းမေတ္တာတရားရှေ့သွားထားပြီးတော့ပြဿနာကိုဖြေရှင်းခြင်းဖြင့်သာလေအေးချမ်းတဲ့မေတ္တာကဘာကိုရရှိမှာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ဟာကောသလတိုင်းထဲကဟိမဝန္တာတောင်ခြေအနီးမှာတောချောင်းအဆောက်အဦလေးတစ်ခုအရိညကုတီလို့ခေါ်တဲ့တောရကုတီချောင်းလေးကမ္မထာချောင်းလေးမှာတခါတော့ကတပါးတဲ့တရင်သုံးတယ်တပါးတဲ့တရင်သုံးရင်ကနေပြီးတော့အကျမ်းဖက်တဲ့လောကကြီးတစ်ခုလုံးကိုအာယုံပြုတ်ပြီးတော့ချိတဲ့အခါတိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့ပုဂ္ဂိုလ်တွေပြည်သူပြည်သားတွေပေါ်မှာမတရားအနိုင်ကျင့်ပြီးတော့အုပ်ချုပ်နေကြတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့ဘူးတဲ့ပေါ့အဲ့ဒါကိုရိသတုတ်ဆိုပြီးတော့တန်ရုဒ္ဓနိကေမှာမှတ်တမ်းတင်ထားတာရှိမာရတန်ရုပ်မှာရိသတုတ်မင်းအဖြစ်သုံးဖို့တိုင်းပြည်အုပ်စိုးခြင်းဆိုတဲ့ရိညောဘာဝရိသံလို့ဆိုတဲ့အတိုင်းမင်းရဲ့အာဏာဘုရင်ဖြစ်အုပ်စိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘလို့စဉ်းစားမိတယ်လဲလို့ဆိုရင်တက္ကနုခောရိသံကာရီတုံအဟနံအခါတယံအစိနံအသာပယံအဟိအသောစံအသောစာပယံဓမ္မေနမြတ်စွာဘုရားတွေးတဲ့အတွေးလေးဟာစာပေကျမ်းကမှလာတဲ့အတိုင်းကြည့်မြတ်စွာဘုရားကတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အခါမှာတဲ့ဘယ်သူကိုမှတ
တပ်ဖြတ်ခြင်းတပ်ဖြတ်ဖို့အမိန့်ပေးခြင်းဘယ်သူကိုမှအနိုင်ယူခြင်းအနိုင်ယူဖို့အမိန့်ပေးခြင်းဘယ်သူကိုမှစိတ်နှလုံးပူလောင်အောင်လုပ်ခြင်းပူလောင်အောင်လုပ်စေခြင်းဆိုတာဒီမပါပဲနဲ့ဆိုလိုတာကအကြမ်းဖက်မှုကင်းပြီးတော့ဓမ္မလမ်းကြောင်းဖြင့်တိုင်းပြည်ကိုအုပ်ချုပ်အုပ်စိုးလို့ရနိုင်သလားဖြစ်နိုင်သလားတိုင်းပြည်ကိုတရားဓမ္မနဲ့တကယ်သူတော်ကောင်းတရားတွေနဲ့ပဲသူစရိုက်ဆယ်ပါးလို့ဆိုတဲ့အကျင့်တရားတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်လို့ရမလားလို့ရနိုင်သလားလို့ဆိုတဲ့အတွေးလေးတရားတွေအကျမ်းဖက်ခံနေရတာလောကလူသားတွေအကျမ်းဖက်ခံနေရတာကိုရသော်ဗျာမြင်လိုက်တဲ့အခါမှာမဟာကရုဏာတော်အကျဉ်းတရားရဲ့လှုပ်ဆောင်မှုကြောင့်ဒီအတွေးခေါင်းထဲဝင်လာတာအဲ့ဒီလိုခေါင်းထဲဝင်လို့တွေးလိုက်တဲ့နာနဲ့တပြိုင်နဲ့အတန်တန်ကထွက်ပေါ်လာတယ်ကရောတုဗန္တိဘဂဝါရိသံအရှင်ဘုရားမင်းလုပ်ပါဖေရမင်းလုပ်ပါဖေရဆိုတဲ့မမြင်ရတဲ့နေရာကအတန်တစ်ခုထွက်ပေါ်လာတယ်ဘယ်သူလဲလို့ဆိုရင်မြတ်စွာဘုရားကိုအမြဲတမ်းစောင့်ကြည့်နေတဲ့နှောင့်ယှက်ဖို့စောင့်ကြည့်နေတဲ့မနတ်ရဲ့အတန်ပဲဖြစ်တယ်မြတ်စွာဘုရားကဒီလိုမင်းလုပ်လို့တိုင်းပြည်အာဏာနဲ့ဒီလိုတရားသဖြင့်အုပ်ချုပ်လို့ရနိုင်သလားလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်အရှင်ဘုရားလှုပ်ပါမင်းလှုပ်ပါနဲ့ဆိုပြီးဘုရားကိုခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အချွန်နဲ့မတာပေါ့နော်မြတ်စွာဘုရားမင်းလှုပ်ပါလို့သူကဝင်ပြီးတော့ပြောလိုက်တာအဲ့တော့ပြောလိုက်တော့မြတ်စွာဘုရားသူ့ဘာပြောတော့မင်းကဘာကိုမြင်လို့မနတစိတ်ယုံမှရှိတဲ့မနတဘာကိုမြင်လို့ငါ့ကိုမင်းလှုပ်ပါလို့ပြောရတာတုံးလို့မေးလိုက်တဲ့အခါကျတော့သူကဘာပြောတော့အရှင်ဘုရားကတဲ့သန္နဝိရိယဝိမန္တစိတ်တလို့ဆိုတဲ့သန္နဝိရိယစိတ်တဝိမန္တလို့ဆိုတဲ့အဋ္ဌိဘတ်၄ပါးကိုအရှင်ဘုရားကြာနာပိုင်နိုင်တယ်ပွားများပြီးသားပုဂ္ဂိုလ်ဖြစ်တယ်စိတ်ကိုပိုင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အရှင်ဘုရားမင်းလုပ်မယ်ရှင်ဘုရားအလိုရှိမယ်ဆိုလို့ရှင်ဟောဒီဟိမောတာတောင်ကြီးကိုပဲရွှေလို့စိတ်ထဲကအာရုံပြုလိုက်တာနဲ့ဒီတောင်ကြီးဟာရွှေတောင်ကြီးဖြစ်သွားမှာအဲ့ဒီရွှေတွေကိုတိုင်းသူပြည်သားတွေဝေငှပြီးတော့အရှင်ဘုရားဖြစ်ချင်တာတွေအကုန်ဖြစ်ပါတယ်အနာကလည်းငွေရှိရင်ကုန်ဖြစ်တယ်ထင်တာနော်ငွေရှိရင်ရွှေငွေရှိရင်ပစ္စည်းဥစ္စာရှိရင်ကုန်ဖြစ်တယ်ထင်နေတာဘယ်တော့မှမဖြစ်ဘူးဒီဟာကအဖြစ်မဟုတ်ဘူးနော်လောကလူသားတွေလည်းပဲမနှက်လိုပဲတွေးကြမှာပဲအေးပတ်စံရှိရင်လှုပ်ရှင်တာလှုပ်လို့ရတယ်အကုန်ဖြစ်နိုင်တယ်လို့ဒီလိုတွေးပြီးကောင်းတွေးလိုက်လုံးလို့မရဘူးပြဿနာဆိုတာတက်လာအောင်မှာပဲအဲ့ဒီလိုမြတ်စွာဘုရားဟာဟိဝန္တာတောင်ကြီးတစ်ထောင်လုံးကိုရွှေလို့နှလုံးသွင်းလိုက်တာနဲ့ရွှေသားပဂတိအဖြစ်ကိုရောက်သွားစေတယ်။ဘာဖြစ်လို့တော့ဆိုဒီတောင်ကျောထဲမှာရွှေတွေရှိတယ်။စိတ်ဆွမ်းအားနဲ့ပဲအဲ့ဒီရွှေတွေကိုတိုးပွားအောင်စိတ်ဆွမ်းအားနဲ့ကြံတဲ့ရွှေရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြီးတော့ရွှေတွေကြီးပဲစုစည်းလိုက်တဲ့အခါတောင်ကြီးတစ်ထောင်လုံးဟာရွှေတောင်ကြီးဖြစ်သွားတယ်။အဲ့ဒီရွှေတောင်ကြီးကိုသုံးချပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့မနက်ကဒီလိုအကြံပြုတဲ့အခါရသော်ဘုရားကဘာနဲ့တုံ့ပြန်တယ်လဲလို့ဆိုတော့မန္တတာကိုတုံ့ပြန်တာပပတတသူဝနတဇာတရူပတကေဝလောဟုတ်ပြီတောင်ကြီးတစ်တောင်လုံးကိုဘာမှမကြမ်းကြအောင်ရွှေတောင်ကြီးငွေတောင်ကြီးတောင်ကြီးတစ်ခုလုံးဟာရွှေသားပဂတိငွေသားပဂတိလုံးဝတန်ဖိုးရှိတဲ့အရာတွေကြီးပဲဖြစ်သွားပြီအဲ့ဒါလို့ဖြစ်သွားတော့ရောလူတွေရဲ့လောဘဟာရပ်သွားမယ်ထင်သလားတဲ့ဒွိတာဝနာလမေကတ္တာလူသားတွေအလုံးကိုမပြောနဲ့တဲ့လူသားတယောက်တည်းတင်ပဲရွှေတောင်ကြီးတစ်တောင်မကနှစ်တောင်ပေးတောင်မလောက်ဘူးလို့ဆိုတယ်နော်လောဘဆိုကြီးလာမှလေဒ
ဒွိတာဝနာလမေကတ္တာဒွိတာဆိုတာနှစ်ဆပွားထားတဲ့ရွှေတောင်ကြီးတစ်တောင်မပြောနဲ့နှစ်တောင်လူတယောက်မှာရွှေတောင်ကြီးနှစ်တောင်ပေးတောင်မှပဲလောဘဆိုတာရပ်သွားမှာမဟုတ်ဘူးတဲ့လိုချင်နေဥမှာပဲတပြည့်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲရွှေတောင်တစ်တောင်ရနောက်ထပ်တစ်တောင်လိုချင်ဥမှာနှစ်တောင်ရတော့ရောငြိမ်သွားမလားဆိုမငြိမ်ဘူးလိုချင်နေဥမှာပဲလောက်တယ်လို့ဆုံးခန်းရောက်တယ်လို့မရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေထဲမှာဟောထားတာရှိတယ်အခိခန္ဓောသမုဒ္ဒောစသမုဒ္ဒောစမဟိသောစာပိပုဂ္ဂလောမိဘုံကြီးလောင်းနေတဲ့မိဘုံကြီးတစ်ပုံထဲမှာလောင်းစာတွေထည့်ကျင်တော့ထည့်မိကငါမလောင်းနိုင်တော့ပါဘူးတော်ပါတော့လို့မိကဘယ်တော့မှပြောမှာမဟုတ်ဘူးဘလောက်ထည့်ကျင်တော့အကုန်လောင်ပြစ်မှာပဲအာရတင်းတိမ်သွားတယ်လို့ဘယ်တော့မှမရှိဘူးတဲ့သမုဒ္ဒပင်လေသမုဒ္ဒရာကြီးကလည်းမြစ်တွေချောင်းတွေမိုးပေါ်ကရွာချတဲ့မိုးရေတွေစီးဝင်ကျင်တော့စီးဝင်တော်လောက်ပြီးရှန်ထွက်သွားပြီးနောက်ထပ်ရေတွေလက်မခံနိုင်တော့ဘူးလို့မရှိဘူးတဲ့ဘလောက်ပဲရေတွေစီးဝင်ပင်လေသမုဒ္ဒရာကြီးဟာဘယ်တော့မှပြည့်မလာဘူးလူမြဲလူဟောက်မြဲဟောက်နေမှာပဲလို့ဒီလိုဆိုတယ်နော်ထို့တူပဲမဟိသောစာပိပုဂ္ဂလောအလွန်လောဘကြီးတဲ့ပုဂ္ဂိုလ်မှလည်းပဲဘယ်တော့မှတော်ပြီလို့မရှိဘူးနော်တော်ပြီဆိုတာမရှိနိုင်လောကမှာရသမျှယူကြမှာပဲအဲ့လိုရသမျှယူတာတွေဟာပြည့်နေတယ်တခြားနိုင်ငံတွေမကြည့်နဲ့မြန်မာနိုင်ငံမှာတွေမဲ့အများကြီးရသမျှယူကြလုံလောက်ပြီလို့များမအောင်မေ့လေနဲ့တဲ့မြတ်စွာဘုရားကအဲ့ဒါကိုခေါ်တာဒွိတာဝနာလမေကတ္တဧကတ္တတယောက်သောပုဂ္ဂိုလ်မှာဒွိတာဝတောင်ကြီးနှစ်တောင်ဒီပဲလေနာလမလောက်သေးဘူးလို့ဆိုလို့ရပ်သွားမှာမဟုတ်သေးဘူးတဲ့ဣတိဝိဒွာသမန်စရိတဲ့အဲ့ဒီလိုနားလည်ပြီးတော့တရားဓမ္မနဲ့သာကျင့်ကြံကြိုးကိုအထောက်ရမယ်လောဘရဲ့နောက်ကိုမလိုက်ရဘူးမနတ်ကိုသဘာဝတရားကိုရှင်းပြတဲ့အနေနဲ့မြတ်စွာဘုရားကပြန်လိမိန်ချခဲ့တာဖြစ်တယ်အဲဒီမှာသူ့ရဲ့စိတ်နေသဘောထားကိုမြတ်စွာဘုရားကရှင်းပြယောဒုက္ခမတ္တခိယတောနိဒံကာမေတုသောဇန္တုကထံနမေဟောဒီလူချင်းလောဘကြောင့်ကာမဂုဏ်အာယုန်တွေပေါ်မှာလူချင်းနေတဲ့တဏှာလောဘကြောင့်ဒုက္ခတွေရောက်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကြီးငါမြင်ပြီးဖြစ်တယ်လူတွေဒုက္ခရောက်တာဟာလူချင်မှုတဏှာကြောင့်ဒုက္ခရောက်တာလူချင်မှုတဏှာမရှိရင်ဒုက္ခရောက်မှာတဏှာဒုက္ခံစနေတိတဏှာပုရိသံစနေတိလို့ဒုက္ခကိုဖြစ်စေတတ်တယ်အဲ့ဒီဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာကိုအားပေးတဲ့ဟာနဲ့ပတ်ထောက်ပေးလို့ရတော့ဘယ်တော့မှဒုက္ခတွေကအဆုံးသတ်မှာမဟုတ်ဘူးတဲ့ဥပဒေဝိဒိတဝသင်္ဃောတိလောကေတတေဝဇန္တိဝိနယယသိခေလောကမှာရှိသမျှကိလေသာတို့ခန္ဓာတို့ဆိုတာတွေဟာတကယ်ကိုညှိတွယ်ရာအရာတွေသာဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ကတော့ဒါတွေကိုဖယ်ရှားဖို့သာကြိုးစားရမယ်ပစ္စည်းဥစ္စာတွေများလာတာနဲ့လောကလူတွေဟာကိုချင်းတရားကောင်းသွားကြလိမ့်မယ်လို့မမျှော်လင့်အပ်ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ဘလောက်ပဲငွေတွေရွှေတွေပုံပေးလူကောင်းဖြစ်လာဖို့ရမရှိနိုင်ဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ကိုချင်းတရားကိုလောဘကိုပယ်တတ်နိုင်မှသာလဲဆင်းရဲဒုက္ခဆုံးသတ်မှာဖြစ်တယ်လောဘကိုမပယ်တတ်နိုင်တဲ့များကာလပတ်လုံးဆင်းရဲဒုက္ခတွေဟာတိုးရတာလာမယ်လို့ဒီလိုမြတ်စွာဘုရားကမန္တကြီးကိုတုံ့ပြန်ပြောကြားတဲ့အခါမှာမန္တကြီးဟာတိတ်ဆိတ်ငြိမ်သက်စွာဘုရားနာနီပျောက်ကွယ်ပြီးတော့သွားတယ်ဒီလိုလာပြီးတော့
နောက်ဆက်တာမျိုးရှိမြတ်စွာဘုရားရဲ့အကျဉ်းတရားနဲ့မဟာကရုဏာတော်နဲ့ရှုမြော်လိုက်တဲ့အခါမှာအေးလောကကြီးကိုဘယ်လိုနည်းနဲ့ဒုက္ခမပေးပဲအချမ်းမဖက်ပဲတရားသဖြင့်နည်းနဲ့အုပ်ဆိုးမယ်ဆိုရင်အုပ်ဆိုးလို့ဖြစ်နိုင်သလားလို့တွေးမိတဲ့အချိန်လေးမှာပဲဝေကျေတနာတွေအာနာတွေပါဝါတွေကိုအသုံးချပြီးအုပ်ဆိုးဖို့လာပြီးအကြံပေးခြင်းဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာအခုလိုလောဘဆိုတာဟာဒုက္ခအလုံးရဲ့အရင်းမြစ်ဖြစ်တာဖြစ်သောကြောင့်လိုချင်မှုဆိုတဲ့လောဘကိုဖယ်ရှားနိုင်မှသာလဲပြဿနာဆိုတဲ့ဒုက္ခတွေဟာလည်းပဲကင်းငြိမ်းသွားမှာဖြစ်တယ်လို့ရှင်းရှင်းကြီးမြင်ပြီးဖြစ်သည့်အတွက်ကြောင့်အဲ့ဒီနီးနဲ့ဘယ်တော့မှဖြေရှားမှာမဟုတ်ဘူးပေါ့ဒီနီးနဲ့ဖြေရှားလို့မရဘူးဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဘယ်အခါပဲဖြစ်ဖြစ်ဟောကြားဆုံးမတဲ့အခါမှာဒေါသကိုဒေါသဖြင့်မတုံ့ပြန်မှုဒေါသကိုမေတ္တာဖြင့်သာတုံ့ပြန်မှုဆိုတာကိုအမြဲတမ်းဟောကြားဆုံးမလေးဖြစ်ရှိတယ်ကိုရောမြတ်ကိုရောတိုင်းပဲဒေဝရရဲ့ကြံစီလှုံ့ဆော်မှုကြောင့်အသက်ဘေးအန္တရာယ်နဲ့ကြုံရတဲ့အခါမျိုးတွေရှိတယ်အလုံးသိကြတဲ့အတိုင်းပဲအောင်ခြင်း၈ပါးထဲမှာပါတဲ့ဒေဝရကြီးကအစာတသကိုမဲအာနာကိုယင်းဤစွာပေါင်းပြီးတော့အစာတသရဲ့အာနာတွေအသုံးချနိုင်လာတဲ့အချိန်မှာမြတ်စွာဘုရားဆွမ်းခံဝင်လာတော့စင်တိန်တွေစီသွားပြီးစီယုံနေငါကဘုရင်မင်းတရားကိုးကွယ်တဲ့ဘုန်းကြီးတစ်ပါးဖြစ်တယ်ယာရုတက်အောင်လည်းလုံနိုင်တယ်ယာတုချခံမှုလည်းငါတတ်နိုင်တယ်ပေါ့အဲ့တော့ငါပြောတာလုံးကြဆိုတဲ့အဓိပ္ပာယ်မျိုးရသော်ဘုရားဆွမ်းခံကြွလာတဲ့အခါမှာနာလာဂီရိဆင်ကြီးကိုအရက်တွေတိုက်ပြီးတော့ဘုရားကြွလာတဲ့လမ်းပေါ်မှာရသော်ဘုရားကိုစင်ထိုးသအောင်ကြံဆောင်ပြီးတော့လွတ်ခဲ့တယ်အဲ့ဒါလို့လွတ်ခဲ့တာမြတ်စွာဘုရားတေချာစဉ်းစားကြည့်ဘုရားကြွလာတာလည်းမြင်ရောဆင်ကြီးကိုကျိုးဖြေပြီးတော့ဘုရားကြွလာတဲ့လမ်းဘက်ကိုမောင်းလွတ်လိုက်တာဘုရားနဲ့တန်ဃာတွေကိုလည်းမြင်ရောဆင်ကြီးဟာအရင်ဆိုင်စိတ်တွေတအားဝင်လာပြီးတော့နှာမောင်းကြီးကိုမြောက်ပြီးတော့ကြိုးကြသန်းလို့အော်ပြီးဘုရားရှိတန်ဃာတွေရှိတဲ့ဘက်ကိုပြေးပြီးတော့လာတဲ့အနေအထားမျိုးရောက်တာရဟန်းတန်ဃာတွေကစိုးရင်ကြတယ်ဆင်ကြီးလာတော့မြတ်စွာဘုရားကိုရှောင်ဖို့မြတ်စွာဘုရားကမစိုးရင်ကြနဲ့ဘုရားဆိုတော့သူများတတ်လို့မသေးဘူးအဋ္ဌနာမေတံဘိက္ခွေဆိုတဲ့ဒီစကားနဲ့မိန့်ကြားပြီးတော့ဆင်ကြီးအနားရောက်လာသည့်အထိမြတ်စွာဘုရားဆောင်းဆိုင်ပြီးတော့ဆင်ကြီးကြားလောက်တဲ့နေရာရောက်တဲ့အခါမြတ်စွာဘုရားကဆင်ကြီးကိုဩရိတမေတ္တာလို့ဆိုတယ်မေတ္တာစွမ်းအားနဲ့ဆင်ကိုလှမ်းပြီးတော့ဖြန့်လိုက်တဲ့အခါမှာဆင်ကြီးရဲ့နှလုံးသားချမ်းသာတဲ့စိတ်တွေပျောက်သွားတယ်ပျောက်သွားပြီးတော့မြတ်စွာဘုရားနာရောက်တဲ့အခါမှာနတ်မောင်ကြီးကိုအောက်ချပြီးဘုရားစီရောက်တော့ဘုရားနာရောက်တဲ့အခါမှာမြတ်စွာဘုရားခြေတော်ရင်းမှာဝတ်ဆင်းပြီးတော့နေတဲ့အချိန်မြတ်စွာဘုရားခေါင်းကိုသုံးသပ်ပြီးတော့မာစမတော်မာစပမာတော်မင်းမရစ်မှုနဲ့မမိုက်ကန်းနဲ့ငါကိုမညှင်းဆဲဖို့စိတ်တွေမလုံးနဲ့ဆိုပြီးတော့ဆင်းရဲဥကင်းကိုလက်တော်နဲ့သုံးသပ်ပြီးတော့ကျင်နာတဲ့စကားတွေကိုပြောလိုက်တဲ့အခါဆင်ကြီးဟာမြတ်စွာဘုရားပေါ်မျက်လုံးစုံမှိတ်ပြီးတော့မြတ်စွာဘုရားရဲ့ကရုဏာဓာတ်တွေမေတ္တာဓာတ်တွေသူလွှမ်းခြုံသွားပြီးအလွန်ရိုင်းဆိုင်နဲ့အလွန်ချမ်းသာတဲ့ဆင်ကြီးဟာနောက်ဆုံးနဲ့ပြန်သွားပြီးတော့စင်တင်းကုတ်ထဲပြန်ဝင်ပြီးတော့အဲ့ဒီကလေးကငြိမ်ငြိမ်သက်သက်ဖြစ်သွားတာဆင်ကြီးကဘယ်တော့မှနောက်ထပ်မကြမ်းမယမ်းတော့ဘူးတဲ့အလွန်ငြိမ်သက်သွားတယ်အဲ့တော့လူတွေကနေတန်တော်ပြောကြတယ်ဓာနေနေကေဓမယန္တိအင်ကုတေဟိကတာဟိသာအဒန္ဒေနအတ္တထေနနာဂောဓံတော်မဟေတိနာအေးလူတွေကကျမ်းမ်းတဲ့ဆင်ကြီးကိုဆင်ဦးစီးတွေကင်တဲ့ချွန်းနဲ့လှန်တန်တွေနဲ့ဆင်ကြီးကိုဝိုင်းနှိပ်စက်ပြီးတော့
ဆုံးမကြတာရသော်ဘုရားကြတော့ထုတ်လည်းမပါဓာလည်းမပါလက်နဲ့တခုမှမပါပဲနဲ့ဆင်ကြီးလိမ္မာရင်ကျေးတော့အောင်ဆုံးမနိုင်ပါပေတယ်ဆိုပြီးတန်အံတော်ပြောကြတယ်အဲ့ဒါလောက်ရိုင်းပြတဲ့ဆင်ကြီးကိုရင်ကျေးတော့အောင်လှုပ်တာဟာလက်နဲ့မဟုတ်ဘူးလက်နဲ့လှုပ်တာဟာရင်ကျေးတော့အောင်မလှုပ်နိုင်ဘူးလက်နဲ့တုံ့ပြန်မှုဟာမှန်ကန်တဲ့တုံ့ပြန်မှုမဟုတ်ဘူးမေတ္တာနဲ့တုံ့ပြန်လိုက်သည့်အတွက်ကြောင့်ဆင်ကြီးဟာလုံးဝယဉ်ကျေးသွားတဲ့အနေအထားမျိုးထိအောင်ရောက်ရှိပြီးတော့သွားတယ်ဒါမြတ်စွာဘုရားရဲ့ဒီအကျမ်းမဖက်တဲ့လောက်ရကြောင့်ဆင်ကြီးဟာသာဝရယဉ်ကျေးတဲ့အနေအထားမျိုးရောက်တယ်ယနေ့ကဘာမှာလည်းပဲအဲ့လိုမေတ္တာတစွမ်းရည်တတ္တိတွေများနဲ့ပို့လွတ်နိုင်ကြမယ်ဆိုလို့ရှိရင်တော့မေတ္တာရဲ့စွမ်းအားတွေကအကျိုးပြုလာမှာသာဖြစ်တယ်ပေါ့မေတ္တာစွမ်းအားဟာရိုင်းနေတဲ့ပုဂ္ဂိုလ်တွေကိုယဉ်ကျေးသွားစေနိုင်တယ်ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒေါသငြိမ်သွားစေနိုင်တယ်ဒီလိုစွမ်းရည်တတ္တိရှိတဲ့မေတ္တာတရားမိမိတို့မေတ္တာတရားအစွမ်းထက်လာအောင်လေ့ကျင့်ဖို့တော့လိုအပ်တာပေါ့မြတ်စွာဘုရားရဲ့မေတ္တာတရားဟာအလွန်စွမ်းထက်တာဖြစ်သောကြောင့်အလွန်ရိုင်းဆိုင်တဲ့ဆင်ကြီးဒီပင်လိမ္မာယဉ်ကျေးမှုကိုရရှိသွားလို့တန်တော်ချီးမွမ်းထောမနာရတဲ့အခြေအနေမျိုးကိုရောက်ဒါကြောင့်မို့မြတ်စွာဘုရားမဖြစ်နိုင်တာကိုတိုက်တွန်းတာမဟုတ်ဘူးဖြစ်နိုင်တာကိုတိုက်တွန်းတာဖြစ်တယ်တရားသဖြင့်ဒီအနိုင်ယူနည်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကောသလမင်းကြီးကိုဆုံးမတဲ့အနေနဲ့ရာဇဝါရသုတ်တံကိုရာဇဝါရဇတ်ကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တာရှိတယ်ပေါ့မင်းကိုကောသလမင်းကြီးကိုဩဝါဒပေးတဲ့အနေနဲ့မြတ်စွာဘုရားရာဇဝါရဇတ်ကိုဟောပြောဆုံးမတော်မူခဲ့တယ်အဲ့ဒီမှာဘုရင်နှစ်ဦးတဦးနဲ့တူနှိုင်းရှင်ပြီးတော့တိုင်းပြည်အုပ်ချုပ်ကြပုံနဲ့ပတ်သက်တဲ့အကျမ်းဖက်ပြီးတော့အုပ်ချုပ်တဲ့ဘုရင်နဲ့အကျမ်းမဖက်အုပ်ချုပ်တဲ့ဘုရင်နှစ်ဦးတို့ရဲ့အကျင့်တရားကွာခြားကြပုံနဲ့ပတ်သက်ပြီးတော့ထိုခေတ်ကတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးတစ်ခုကိုမြတ်စွာဘုရားကစัจ ကြောင်းဖော်ပြီးတော့ဟောပြောတာဖြစ်တယ်ပေါ့ဗာရဏသီကဖြစ်မတတ်မင်းဗာရဏသီဆိုလို့ရှိရင်ဖြစ်မတတ်မင်းကြီးပဲဆိုတော့တချို့ကလည်းစဉ်းစားတယ်ပေါ့ပြောဆိုပြီးတော့လာကြတယ်ပြည်မသိဗာရဏသီမင်းမသိဖြစ်မတတ်ဆိုပြီးတော့50ဇတ်တွေဖတ်လိုက်လို့ရှိရင်ဗာရဏသီနဲ့ဖြစ်မတတ်တွဲနေတာဖြစ်တော့ဖန်ဆင်းထားတဲ့ဖန်တီးထားတဲ့ဇလန်းတွေလားလို့လဲတချို့ကတန်တရားဖြစ်ကြတယ်တကယ်ကတော့ဗျမ္မဓတ္တဆိုတာဘုရင်နေခံတဲ့ဘွဲ့ပဲဘုရင်နေခံယူတဲ့ဘွဲ့နာမည်အရင်မဟုတ်နာမည်ဆိုရင်ကွဲပြားခြားနားနိုင်တာပေါ့ဗျမ္မဓတ္တဆိုတာဘုရင်တိုင်းကဒီဘွဲ့လေးကိုမျက်နှိုးတယ်ဘာဖြစ်လို့မျက်နှိုးတာလဲဆိုဗျမ္မဓတ္တဆိုတာဗျမာကြီးကပေးအပ်ထားသူဆိုတဲ့အဓိပ္ပာယ်ရတယ်လောကလူတွေသူ့ရဲ့အဆုံးအမနဲ့သူ့လက်အောင်ခံပြီးတော့ဘုရင်ကြီးကိုလေးစားကြဖို့ဗျမာကြီးကနေပေးထားတယ်ဗျမာဖန်ဆင်းမှုကိုယုံကြည်ကြတဲ့လောကမှာဗျမတတ္တဆိုတဲ့နာမည်ဟာပို့ပြီးတော့ထိရောက်တဲ့နာမည်တစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့ဗျမတတ္တဆိုတဲ့ဘွဲ့ဒီလိုဆိုလိုတာပေါ့ဗျမာကပေးထားတယ်ဗျမာပေးထားတဲ့မင်းကိုကိုးကွယ်ကြရတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးယူဆတာဒါစီယုံရေးတစ်ခုလို့ဒီလိုဆိုအောင်လူတွေကဗျမာကိုကိုးကွယ်ကြတယ်ခဏခေတ်မှလည်းပဲနိုင်ငံတကာလိုက်ပြီးတော့လူကြီးအများဆုံးကိုးကွယ်တာဘာတော့Godဆိုတာကိုးကွယ်Godဆိုတာပဲမှာတော့ကောင်းကင်ဘုံမှာကောင်းကင်ဘုံကGodဆိုတဲ့ခေါ်ကနေပြီးတော့ပေးထားတယ်ဖရာသားတော်ဆိုပြီးတော့လူတွေကိုးကွယ်အောင်လေးစားအောင်လိုက်နာအောင်ဒီသုံးမျိုးသုံးထားကြတာပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးရှိတယ်အဲ့ဒါလို့ဗြဟ္မတတ္တမင်းဟာကိုကျင့်သီလလည်းမတန်ကောင်းမင်းကျင့်တရား7ပါးနဲ့တိုင်းပြည်ကိုအုပ်ချုပ်တယ်အဲ့ဒါလို့အုပ်ချုပ်တဲ့အခါမှာတိုင်းပြည်မှာတရားရုံးနေလာပြီးတော့တရားစွဲမဲ့လူတောင်မရှိဘူးတဲ့တရားရုံးနေဟာပိတ်ထားရမယ်အနေအထားမျိုးထိအောင်ရောက်တိုင်းပြည်မှာရာဇဝမှုတွေကင်းလို့မတရားမှုတွေမဖြစ်ဘူး
အလုံးဟာငြိမ်းချမ်းသာယာပြီးတော့နေသည့်အတွက်ကြောင့်တရားယုံလာပြီးတရားစွဲတဲ့လူတယောက်မှမရှိဘူးတရားယုံနေပိတ်ထားတဲ့အနေအထားမျိုးရောက်လာတဲ့အခါမှာဘုရင်ကြီးကစဉ်းစားတယ်ငါနိုင်ငံသားတွေငါ့ကိုကြောက်လို့တရားမစွဲကြတာလားစွဲစရာမရှိလို့မစွဲတာလားတိုင်းပြည်ကိုကိုယ်အောင်ဖြောက်ပြီးတော့လိုက်လံစုံစမ်းအောင်မယ်ဆိုပြီးတော့စုံစမ်းထောက်လှမ်းတဲ့အနေနဲ့ယထာလေးတစ်စင်းပေါ်မှာဒီယထာမောင်းသမားနဲ့မြင်းလဲသမားမြင်းမောင်းသမားနဲ့ယထာစီးပြီးသူ့နိုင်ငံအတွင်းကိုလှည့်လည်ပြီးတော့စနဲနာတယ်ပေါ့အဲ့ဒါလို့စနဲနာတယ်လို့ကောသလတိုင်းကိုအုပ်စိုးတဲ့ဗန္လိကဘုရင်ကြီးကလည်းပဲသူကလည်းပဲသူ့ရဲ့နီးစနစ်တွေနဲ့တိုင်းသူပြည်သားတွေကိုအုပ်ချုပ်တယ်အုပ်ချုပ်တဲ့အခါမှာတိုင်းပြည်ဟာငြိမ်သက်ပြီးတော့တရားတော်ဆွဲတဲ့ပုဂ္ဂိုလ်မရှိဘူးပြစ်မှုတွေမရှိဘူးရာဇဝမှုတွေမရှိဘူးမရှိတဲ့အခါမှာသူကလည်းတိုင်းသူပြည်သားတွေရဲ့အခြေအနေအမှန်သိရအောင်လို့ဆိုပြီးယထာတစ်စင်းမြင်းယထာတစ်စင်းကိုစီးပြီးတော့ယထာမောင်တော်နဲ့အတူတိုင်းပြည်ကိုလှည့်လည်ပြီးတော့စုံစမ်းတာစုံစမ်းတဲ့အခါမှာဓမ္မကျင်းတဲ့လမ်းချင်းလေးတစ်ခုမှာပါရဏသီကပြမတမင်းနဲ့ကောသလဘုရင်ဗန္လိကမင်းတို့ဟာရင်ဆိုင်သွားပြီးတော့ဆုံညတယ်ကျန်ကုန်မြို့ရဲ့ကားကြတယ်လို့ပေါ့နော်အဲ့ဒါလို့ရင်ဆိုင်ပြီးတော့သွားတွေ့တဲ့အခါကျတော့တစင်းကဖယ်ရတော့မယ်ဖယ်ရတော့မယ်မဖယ်လို့ရှိရင်ရှစ်တိုးလို့မရအောင်ခေါင်းချင်းဆိုင်ပြီးရက်နေကြအဲ့ဒီအချိန်မှာမလုပ်ကြယထာမောင်းသမားတွေကအသက်ကြီးတဲ့ဘုရင်ကိုတို့ပေးရမယ်အသက်ဘယ်သူကကြီးလဲကြီးလိုက်တော့တယောက်စလုံးကလည်းတူးနေတယ်အသက်ချင်းကလည်းအသက်ကြီးတဲ့ဘုရင်ပေးမယ်ဆိုတော့အသက်ချင်းကလည်းတူးနေတယ်တူးနေတော့အသက်နဲ့ဆုံးဖြတ်လို့မရတော့နောက်တစ်ခါစဉ်းစားကြတယ်ငွေကြေးဒနာတို့စစ်တီဘိုးပါတွေငွေကြေးဒနာကြွယ်ဝချမ်းသာမှုနဲ့ကြည့်တယ်ငွေပိုချမ်းသာတဲ့ပုဂ္ဂိုလ်လမ်းဖယ်ပေးရမယ်လို့ဆိုပြုတဲ့အခါငွေကြေးဒနာစည်းစိမ်ဥစ္စာချင်းကလည်းတူးနေပြန်ရောအဲ့ဒါနဲ့နောက်တစ်ခုစိတ်ကူးတယ်တိုင်းပြည်အကျယ်အဝန်းချင်းရောတိုင်းပြည်အကျယ်ဝန်းချင်းကြည့်လိုက်တဲ့အခါလည်းပဲတူးနေပြန်ရောတူးနေတော့အဲ့ဒါလမ်းဖယ်ပေးဖို့ခက်တယ်ဒါဖြင့်စစ်တပ်အင်အားဘယ်သူကပုံများတယ်လဲစစ်တီဘိုးပါတွေမေးတဲ့အခါကျတော့လေစစ်တီဘိုးပါလေသူတို့နှစ်ဦးစလုံးဟာဘုရင်နှစ်ဦးစလုံးဟာတူညီတဲ့စစ်တီဘိုးပါတွေရှိကြစစ်တပ်တွေရှိကြအဲ့တော့အဲ့ဒါနဲ့လဲရှာလို့မရအောင်အမျိုးတွေအနွယ်တွေဒီအမျိုးရဲ့အဆင့်တန်းတွေအဲ့ဒါတွေကိုမေးမြန်းစုံစမ်းတဲ့အခါမှာလဲနှစ်ဦးစလုံးဟာထက်တန်းကြတဲ့အမျိုးကကြီးပဲလာကြထက်တန်းကြတဲ့မျိုးရိုးတွေနဲ့ကြီးပဲအဲ့ဒီဘက်ကလည်းတဝုဒ္ဓမသားကြဘူးဆိုတော့နောက်ဆုံးပါနဲ့ကြည့်ကြတော့ဆိုတိုင်းပြည်အုပ်ချုပ်တဲ့ policy နဲ့ဆုံးဖြတ်မယ်ကိုကျင့်တရားနဲ့ဆုံးဖြတ်မယ်လိုင်းနာကျင့်သုံးတဲ့ဥပဒေနဲ့ဆုံးဖြတ်အဲ့ဒါကြောင့်မလို့ကဲယထာမောင်းသမားနှစ်ဦးကနေပြီးတော့မင်းတို့ဘုရင်ကဘာတွေကိုလေတိုင်းပြည်ဘယ်လိုအုပ်ချုပ်တာဘယ် policy နဲ့အုပ်ချုပ်တာဖြစ်ပါလားမင်းရဲ့ယထာမောင်းသမားမေးလိုက်တယ်ဘယ် policy နဲ့တိုင်းပြည်ကိုအုပ်ချုပ်တာလဲလို့ဆိုကောသလမင်းကြီးရဲ့ဗန္လိကကောသလမင်းကြီးရဲ့ကောသလတိုင်းကိုအုပ်ချုပ်တဲ့ဗန္လိကမင်းရဲ့ယထာမောင်းသမားကဘာပြောတော့ဆိုတို့ဘုရင်ကြီးရဲ့ policy ဟာဘာလဲလို့ဆိုရင်ဒံလန်ဒံလတ္တခိပတိဗန္လိကောမုဒုနာမုဒုသူပြောတဲ့စကားတို့ဘုရင်မင်းမြတ်ကတဲ့ policy ကရိုင်းပြတဲ့ပုဂ္ဂိုလ်ရိုင်းနဲ့ပြန်တုံ့ပြန်တယ်ရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ရိုင်းဆိုင်မှုနဲ့ပဲပြန်တုံ့ပြန်မုထုနာမုထုရင်ကျေးပြီးတော့တိမ်မွေးတဲ့ပုဂ္ဂိုလ်ရင်ကျေးတိမ်မွေးတဲ့နည်းနဲ့တုံ့ပြန်သူဆုံးမပုံတိုင်းပြည်အုပ်ချုပ်ပုံ
လူရန်ကားကိုလူရန်ကားတဲ့တာအောင်ရန်ကားပြဆုံးမတာဒုံပိတာဓုနာစေတီလူကောင်းတွေဆိုရင်လည်းကောင်းပြလိုက်မယ်ကောင်းခြင်းဖြင့်အနိုင်ယူတယ်အတ္တောဒုံပိအတာဓုနာမကောင်းတဲ့လူကြတော့လည်းမကောင်းတာနဲ့ပြန်ပြီးတော့တုံ့ပြန်အကောင်းကိုအကောင်းနဲ့တုံ့ပြန်မယ်အဆိုးကိုအဆိုးနဲ့တုံ့ပြန်မယ်ဆိုလိုတာကလက်နဲ့ကိုလက်နဲ့တုံ့ပြန်မယ်ဒီလိုဆိုလိုတာဒေါသကိုဒေါသနဲ့ပဲတုံ့ပြန်အဲ့ဒီနီးနဲ့ဒုဗိယရဲ့ policy ကတိုင်းပြည်ကိုအုပ်ချုပ်တာဖြစ်တယ်ဆိုနဲ့တုံ့ပြန်လို့ဒါကြောင့်မို့လို့ဒီ policy နဲ့အုပ်ချုပ်တဲ့ငါတို့ဘုရင်သွားဖို့ရအတွက်လမ်းဖယ်ပေးပါသူကအရင်တောင်းဆိုလိုက်အဲ့တော့မင်းတို့ဘုရင်ရဲ့ policy ကပြဗရမင်းကြီးရဲ့ယထာသမားပြောတယ်မင်းတို့ဘုရင်ရဲ့ policy ကဒါလားဟုတ်တယ်ဒါပဲအေးဒါဆိုလို့ရှိရင်မင်းတို့ဘုရင်ရဲ့ခုံကဒါလို့ဆိုလို့ရှိရင်ငါတို့ဘုရင်ကြီးရဲ့တိုင်းပြည်အုပ်ချုပ်တဲ့ policy ကိုငါပြောပြမယ်တိုင်းပြည်အုပ်ချုပ်တဲ့ policy ကိုပြောပြတဲ့အခါကျသူကဘယ်လိုပြောတော့အကောဒေနစီနီကောတံတို့ဘုရင်ကြီးလိုက်နာတဲ့အချင်းကဒေါသထွက်လာတဲ့လူကိုကတုံ့ပြန်ပြီးဒေါသမထွက်ဘူးမေတ္တာသက်ဝင်သီးခံခြင်းဖြင့်တို့ဘုရင်ကြီးကအနိုင်ယူတယ်နော်အတာဒုံသာဓုနာစီနီမကောင်းတဲ့လူဆိုလည်းပဲကောင်းပြခြင်းဖြင့်အကောင်းနဲ့ပဲပြန်တုံ့ပြန်ပြီးတော့အနိုင်ယူတယ်စီနီကတရိယံဌာနေနာနှမျောတဲ့ပုဂ္ဂိုလ်လည်းပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ဌာနနဲ့ပဲအနိုင်ယူတယ်သစ္စေနာလိကဝါရိနံလိန်တတ်တဲ့လူကိုအမှန်တရားပြောဆိုခြင်းဖြင့်အနိုင်ယူတယ်အနိုင်ယူတယ်ဆိုတာဖြောင်းပြပြီးတော့ကောင်းတဲ့ဘက်ကိုရောက်လာအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလိုတယ်ပေါ့နော်ဒေါသထွက်နေတဲ့လူကိုဒေါသမထွက်အောင်မေတ္တာသီးခံပြီးတစ်ဖက်သားဒေါသငြိမ်းသွားအောင်လုပ်တဲ့နည်းလို့ဒီလိုပြောတာနော်အကောရိဏစီနေကောရံဒေါသထွက်နေတဲ့လူကိုပို့ပြီးတော့ဒေါသထွက်အောင်လုပ်လို့ရှင်ပို့ဆိုးမှာပေါ့ကြိုက်တတ်တဲ့ခွေရိုက်ပို့ကြိုက်မှာပေါ့ဒီလိုဆိုလိုတာအဲ့တော့ဒေါသထွက်တဲ့ပုဂ္ဂိုလ်ဒေါသမထွက်ရအောင်သူဒေါသငြိမ်းသွားအောင်မေတ္တာသက်ဝင်သိခင်ခြင်းမေတ္တာထားခြင်းဖြင့်သာလဲအနိုင်ယူတယ်မကောင်းတဲ့လူကိုအကောင်းအောင်ပြုပြင်ပေးခြင်းဖြင့်ကောင်းတဲ့လူဖြစ်လာအောင်လူတော်လူကောင်းဖြစ်လာအောင်လုပ်ခြင်းဖြင့်သာလဲအနိုင်ယူတယ်စိနေကတရိယန္တာနေနာနှမျောတဲ့လွန်နှမျောတတ်တဲ့ပုဂ္ဂိုလ်ကိုယ်ရဲရောပေးကမ်းခြင်းဖြင့်သူဟာလည်းပဲနှမျောတဲ့ပုဂ္ဂိုလ်မဖြစ်တော့ဘဲနဲ့ရရောတဲ့ပုဂ္ဂိုလ်ဖြစ်လာအဲ့ဒါနဲ့အနိုင်ယူတယ်သစ္စေနာလိကဝါဒိနာအလိကဝါဒီဆိုလိန်လဲစားပြောတတ်တဲ့လူကိုကအမှန်ပြောခြင်းဖြင့်နောက်ဆုံးဟာလိန်တတ်တဲ့လူဟာအမှန်ကိုပြောလာတဲ့အနေအထားထိအောင်ရောက်လာအောင်ဖြောင်းမြတ်သွန်သင်ဆုံးမပေးခြင်းဖြင့်အနိုင်ရတယ်ဒုဗိယင်ကြီးရဲ့ policy ဟာမကောင်းတဲ့လူတွေကိုကောင်းအောင်ဆိုးနေတဲ့လူကိုအကောင်းဖြစ်အောင်ဒီလိုသွန်သင်ပြသဆုံးမပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တာဖြစ်တယ်ဒါကြောင့်မို့လို့ဒီ policy ဒီကိုချင်းတရားရှိတဲ့ဒုဗိယင်ကြီးသွားဖို့မင်းလမ်းကိုဖယ်ရှားပေးပါအဲ့ဒီလမ်းစဉ်နှစ်ခုဟာကြည့်လိုက်တဲ့အခါကျတော့အဆိုးကိုအဆိုးနဲ့တုံ့ပြန်တယ်ဆိုတာဟာအင်တန်မှရိုင်းပြတဲ့လောက်ရတစ်ခုပဲအဆိုးကိုအဆိုးနဲ့တုံ့ပြန်လိုက်တဲ့အခါမှာတစ်ဖက်သားကတခဏအနေအားဖြင့်တစ်ချိန်အနေနာအားဖြင့်အရှုံးပေးသွားတော့လဲနောက်အားရှိလာတဲ့အခါပြန်လုံးမှာပဲလေပြန်လုံးလာမှာအနိုင်ရတာမဟုတ်ဘူးသူကမကောင်းတဲ့လူကိုမကောင်းတာနဲ့တုံ့ပြန်လို့ရှိရင်ကြောက်ရွံ့သွားလို့နောက်ဆုတ်သွားပြီမဲ့လို့သာဝရအရှုံးပေးခြင်းမဟုတ်သေးဘူးပြန်ပြီးတော့ဖြစ်ပေါ်လာနိုင်သေးတယ်အဲ့တော့စဉ်းစားဉာဏ်ရှိကြတော့ဗန္ဓိကမင်းကြီးကစဉ်းစားတယ်အေးဗြဟ္မတတမင်းရဲ့ policy ကမကောင်းတဲ့လူကောင်းအောင်ဖြစ်တယ်ဆိုတော့သူ့ policy ကကောင်းတယ်ငါဟာလူဆိုးကိုလူဆိုးဖြစ်အောင်လူဆိုးနဲ့ပဲပြန်တုံ့ပြန်တာဆိုတော့ငါ policy ကမကောင်းဘူးဒါကြောင့်မို့လို့ငါဟာဗြဟ္မတမင်းကိုလေးစားလိုက်တယ်ဆိုပြီးသူမြင်ထားကိုမြင်းတွေကိုဖြုတ်ပြီးတော့
လမ်းမေးဆွဲချပြီးတော့နေရာပေးလိုက်တယ်အဲ့ဒီလို950ဇတ်ထဲမှာအခုလိုရာဇောဝါဒတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကောင်းတဲ့နီးနဲ့သာလျှင်တိုင်းပြည်ကိုအုပ်ချုပ်တဲ့တယ်ဆိုးတဲ့နီးနဲ့တိုင်းပြည်ကိုအနိုင်ကျင့်ပြီးတော့အကြမ်းဖက်တဲ့နီးနဲ့မအုပ်ချုပ်တဲ့ဘူးဆိုတာကိုမြတ်စွာဘုရားကဒီဇတ်လန်းနဲ့ကောသလမင်းကြီးကိုဆုံးမတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေယနေ့ကဘာမှာကျုံနေရတဲ့အဆိုးတရားတွေကိုအဆိုးနဲ့သာတုံ့ပြန်မယ်ဆိုရင်ဘယ်တော့မှအဆိုးတရားတွေကငြိမ်သွားမှာမဟုတ်ဘူးမခံကျင်စိတ်နဲ့တိုးပြီးတော့မုန်းနေတဲ့စိတ်တွေပွားပြီးတော့လာပြီးတော့ဘယ်တော့မှအဆုံးမတတ်နိုင်တဲ့တုံ့ပြန်မှုတွေကိုရရှိနေကြမှာဖြစ်တယ်ဒါကြောင့်မို့ဘယ်တော့မှဒေါသကိုဒေါသနဲ့မတုံ့ပြန်နဲ့လက်နဲ့ကိုလက်နဲ့မတုံ့ပြန်နဲ့ဒေါသကိုမေတ္တာဖြင့်သာတုံ့ပြန်ရမယ်မေတ္တာဖြင့်တုံ့ပြန်ခြင်းကြောင့်နှစ်ဦးနှစ်ဖက်ဟာကြည်အေးဝမ်းသာလို့ချီးနူးဝယ်မေတ္တာကဘာတိဆောက်ကြရမှာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့မေတ္တာကဘာတိဆောက်ဖို့အတွက်အကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာတိဆောက်ဖို့အတွက်ဘာတွေလိုအပ်ချက်ရှိသလဲလို့ဆိုတဲ့အခါမှာမေတ္တာသုတ်တရားတော်မှာဟောထားတဲ့အတိုင်းပဲမြတ်စွာဘုရားတကောလုံနိုင်တဲ့တတ္တိရှိဖို့လိုတယ်မေတ္တာထားဖို့အတွက်တတ္တိရှိရမယ်စွန့်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မဖြစ်နိုင်ပါဘူးဆိုပြီးတော့လျှော့တာမျိုးမဖြစ်စေအောင်စွန့်ရင်တတ္တိရှိရမယ်မအောင်လုပ်မယ်ဆိုတဲ့စွန့်ရင်တတ္တိစိတ်ဓာတ်အနေနဲ့လုံးဝယောသားမယ်ယောသားပွင့်လင်းမှုရှိရမယ်ဥဇုစသူဟုဇုစကိုမူရာနှုတ်မူရာယောသားတယ်စိတ်ထဲကပါယောသားတယ်အဲ့ဒီလိုယောသားဖြောင့်မတ်ပွင့်လင်းမှသာလဲမေတ္တာဓာတ်ဆိုတာကိန်းဝလာနိုင်ဟန်ဆောင်မှုတွေနဲ့တစ်ဖက်သားကိုတုံ့ပြန်လို့မရဘူးယောသားပွင့်လင်းစွာဖြင့်တုံ့ပြန်ရမှာဖြစ်တယ်သူဝဆောတစ်ဖက်သားကအကြံဉာဏ်ပေးလာတယ်ကောင်းတဲ့စကားဆိုလို့ရှိရင်နားထောင်လွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေမဖြစ်ရဘူးအဲ့ဒါကြောင့်မို့ချင်းချင်းပြန်လှန်ညှိနှိုင်းပြီးတော့ပြောလွယ်ဆိုလွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ဓမ္မသာလည်းမေတ္တာကဘာဆိုတာတည်ဆောက်နိုင်မှာဖြစ်တယ်မုထုမာနခက်တနာတွေမရှိဘူးမာနခက်ထမှုမရှိဘဲနဲ့စိတ်ဓာတ်အခြေအနေဟာမာနလွတ်ကင်းပြီးတော့ဒီပျော့ပြောင်းတဲ့အနေအထားမျိုးရှိရမယ်မာနဆိုရင်လက်ခံနိုင်ရမယ်တိုင်းနာကျင့်သုံးနိုင်တဲ့အနေအထားမျိုးရှိတယ်အနာတိမာနိလွန်ခဲ့တဲ့မာနတွေမရှိရဘူးလို့မေတ္တာသုံးမှာလာတဲ့အခြေအနေတွေမေတ္တာတစ်ခုမေတ္တာကဘာတိဆောက်တော့မယ်ဆိုရင်အဲ့ဒီအခြေအနေတွေကိုယ်တဏ္ဍာမှာရှိအောင်အရင်လုပ်ကြရမှာဖြစ်တယ်ပေါ့အဲ့ဒါတွေလုပ်ပြီးဆိုတော့မှအကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာပထမဆုံးမိမိကိုယ်တိုင်ကိုတိဆောက်ရမယ်မိမိကိုယ်တိုင်တိဆောက်ပြီးတဲ့အခါမိမိရဲ့ပတ်ဝန်းကျင်မှာတိဆောက်ရမယ်မိမိပတ်ဝန်းကျင်ကနေပြီးတဖြည်းဖြည်းတိုးချဲ့သွားပြီးတော့မိမိနေထိုင်ရာမိမိနဲ့ပတ်ဝန်းကျင်ထိအောင်မေတ္တာကဘာကြီးတစ်ခုကိုဖန်တီးတိဆောက်သွားနိုင်မယ်ဆိုရင်အောင်မြင်မှုကိုရမှာပါအဲ့ဒါလိုအောင်မြင်မှုကိုရဖို့အတွက်နာပရောပရဏိကုပ္ပေထဆိုတဲ့အတိုင်းလူသားအချင်းချင်းဟာတဦးနဲ့တဦးလိန်ညာတာလှည့်ပတ်တာမလုပ်ပါစေနဲ့တဦးနဲ့တဦးလိန်ညာခြင်းမလုပ်ကြပါစေနဲ့နေညမေညတဒုက္ခမေစေယအချင်းချင်းဒုက္ခလိုလားတဲ့စိတ်တွေမရှိကြပါစေနဲ့တူဒုက္ခရောက်တာကိုတူကမလိုလားပါစေနဲ့ဆိုတဲ့ဒီစိတ်ဓာတ်တွေမွေးမြူပြီးတော့ဘသူကိုမှဒုက္ခပေးလို့တဲ့စိတ်မရှိအောင်မိမိကိုယ်တိုင်ကစတင်ပြီးတော့ကျင့်သုံးကြရမှာဖြစ်တယ်ဘယ်လောက်ထိအောင်မေတ္တာအရှိန်အဝါကြီးအောင်လုပ်ရမလဲဆိုရင်မြတ်စွာဘုရားကမာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေတုမာနတံဘာဝယေအပရိမာဏသာသမီတူတဲ့ထွန်းကားတဲ့မိခင်ဟာသူ့ရဲ့ချစ်ခင်မှုတွေချစ်စိတ်တွေဟာဒီသာသမီတူတဲ့ပေါ်မှာစုပြုံပြီးတော့ထားသလိုကိုယ့်ရဲ့မေတ္တာတရားတွေဟာလည်းပဲတရားဝါတွေပေါ်မှာစုပြုံထားနိုင်အောင်မေတ္တာစိတ်ကိုတိုးပွားအောင်ကြိုးစားပါလို့မြတ်စွာဘုရားကဒီလိုဟောတာနော်ဘာဝေယအပရိမာဏအကန့်အသတ်မထားတဲ့မေတ္တာစိတ်ဓာတ်ကိုဖြစ်အောင်လုပ်ပါတိုးပွားလာအောင်လုပ်
အဲ့ဒါလို့တိုးပွားအောင်မိမိရဲ့တဏ္ဍာမှာမေတ္တာကဘာတိဆောက်ဖို့ရင်ကြိုးစားရမှာဖြစ်မေတ္တာကဘာတိဆောက်ထားပြီဆိုလို့ရှိရင်အကျမ်းဖက်မှုတွေဟာတက်တာသွားမယ်ရော့ကျသွားမယ်သို့တော့အကျမ်းဖက်မှုတွေကင်းသွားသည့်ထီအောင်ဘာလုပ်ရမလဲဒိဋ္ဌိသနုပကမ္မသီလဝါဒတနေနတမ္ပန္နောကာမေတုဝိနည်းခေတံနာဟိသတုခပတေယပုဏ္ဏရေတိလို့ဆိုတဲ့အတိုင်းပဲမေတ္တာဘာဝနာနဲ့မိမိတဏ္ဍာမှာတိဆောက်လိုက်တဲ့အခါကျတော့မေတ္တာပို့တယ်ဆိုတာတရဝါဆိုတဲ့အနေနဲ့မေတ္တာပို့ရတာရုပ်နာပေါ်မှာမေတ္တာပို့တာမဟုတ်ဘူးတရဝါအနေနဲ့ပို့တယ်အဲ့ဒါလို့တတဝါဆိုတဲ့အနေထားနဲ့မေတ္တာပို့တော့မေတ္တာပို့တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာတရဝါရှိတယ်ဆိုတဲ့အတွေးတွေဝင်လာတတ်တယ်ပေါ့ဒါကြောင့်မို့တရဝါမရှိဘူးဆိုတာမှန်သိဖို့အတွက်ဒိဋ္ဌိသနုပကမ္မမှားရတဲ့အမြင်တစ်ခုတော့မရောက်စေနဲ့ဝိပဿနာဉာဏ်မြင်နဲ့ကြည့်တဲ့အခါမှာယုံနဲ့နာနှမျိုးပဲရှိတယ်ဆိုတာမေတ္တာကဘာတိဆောက်ပြီးတဲ့အခါမှာမေတ္တာကဘာတိဆောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးယုံနဲ့နာနဲ့နှမျိုးပဲရှိတယ်သီလဝါဒတနေနတမ္ပန္နောကိုကျင့်တရားရှိရမယ်ကိုကျင့်သီလပေါ်မှာအခြေခံပြီးတော့ဘဂင်ရှိပါကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်လိုက်လို့ရှင်ဓတနေနတမ္ပန္နောလို့ဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုကိုရရှိလာပြီးတော့တန်တရားကင်းတဲ့ပုဂ္ဂိုလ်မှန်ကန်တဲ့အမြင်ဆိုဒီမှာနိဗ္ဗာန်ကိုစတင်မြင်တဲ့သောတာပတ္တိမက်ဆိုတဲ့အနေအထားတစ်ခုကိုရရှိလာတယ်ဘယ်လိုလုပ်ပြီးတော့တိဆောက်မလဲကိုယ်တဏ္ဍာမှာမေတ္တာကဘာတိဆောက်ပြီးတော့မေတ္တာပွားများတဲ့စိတ်တွေမေတ္တာရဲ့အာယုတီးရမိရယုတ်တရားတွေဆိုပါစို့တရားတွေအလုံးကိုအာယုပြုပြီးတော့မေတ္တာပွားတယ်အဲ့ဒီမေတ္တာပွားတဲ့စိတ်ကလေးကိုပြန်ပြီးတော့ဝိပဿနာရှုတာဆိုလိုတယ်ဒါလေးကမေတ္တာတရားလေးဟာနန္တရားမြတာဖြစ်တယ်အဲ့ဒီနန္တရားဟာယုတ်တရားကိုမှီပြီးတော့ဖြစ်တယ်ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်လာတဲ့အရာသူရဲ့မှီရာဟရိယဝတ္ထုယုတ်ဟရိယဝတ္ထုမှာပထဝီယဝဒေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးဓာတ်ကြီး၄ပါးကိုမှီပြီးတော့ဖြစ်နေတဲ့ဥပါဒာယုတ်တွေလို့ဆိုတဲ့ယုတ်တရားနန္တရားတွေကိုသင်ယူထားတဲ့အတိုင်းတစ်ခုစီကြည့်လိုက်တဲ့အခါမှာမေတ္တာစိတ်ဓာတ်နဲ့မေတ္တာစိတ်ဓာတ်ရဲ့တရားယုတ်တရားမေတ္တာစိတ်ကနန္တရားမေတ္တာစိတ်ရဲ့တရားနှလုံးသားအပါဝင်ကယုတ်တရားလို့ယုတ်နဲ့နံနဲ့ကွဲသွားပြီဆိုလို့ရှိရင်ဒိဋ္ဌိသအနုပက္ခမှာမှားယွင်းတဲ့အမြင်တစ်ခုကိုကျော်လွှားနိုင်လာတယ်အဲ့ဒါလို့ကျော်လွှားနိုင်ပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်တာမမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုမပိုင်တဲ့သဘောတွေဟာရှင်းရှင်းလင်းလင်းနဲ့သိရှိလာတဲ့အခါမှာနောက်ဆုံးသင်္ခါရတွေရဲ့ချုပ်ဆုံးရာနိဗ္ဗာန်ဆိုတာကိုတွေ့မြင်လိုက်ရပြီဆိုရင်ဓတနေနတမ္ပန္နောသောတာပတ္တိမက်ကိုယ်တဏ္ဍာမှာဖြစ်လိုက်တာနဲ့တပြိုင်နက်ပါဏာတိပါဒဆိုတဲ့အကျမ်းဖက်မှုအာရိဏဒါနဆိုတဲ့အကျမ်းဖက်မှုကာမေတုမိစ္ဆာစာရဆိုတဲ့အကျမ်းဖက်မှုတွေဖရုဒဝါစာဆိုတဲ့အကျမ်းဖက်မှုတွေဒါတွေဟာပျောက်ကင်းပြီးတော့ဒုစရိုက်တွေကအများကြီးတက်တာသွားမိစ္ဆာဒိဋ္ဌိဆိုတာလည်းမလာတော့ဘူးတဂရကံဖြစ်လို့ရှိရင်လည်းဒီဒုစရိုက်တွေအကျမ်းဖက်လို့တဲ့စိတ်ဓာတ်တွေရောကျသွားပြီးအနာဂံဖြစ်လိုက်တာနဲ့တပြိုင်နက်ကာမရာဂတို့ဖြာပါဒတို့ဒေါသတွေအလုံးဟာချုပ်ငိမ့်ပြီးတော့သွားတယ်ယန္တာဖြစ်လိုက်တာနဲ့တပြိုင်နက်ဒုစရိုက်တွေလက်ချမရှိအောင်စရိုက်ဆိုးတွေမိမိတဏ္ဍာမှာလုံးဝကင်းပြီးတော့သွားတယ်အဲ့ဒါလို့စရိုက်ဆိုးတွေကင်းသွားတော့မှဓတနေနတမ္ပန္နောသီလဝါဓတနေနကာမေတုဝိနည်းခေတံအနာဂံဖြစ်သွားပြီဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်ကာမကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်တွေ့တာမှုဆိုတဲ့ကိလေသာတဏှာဖယ်ရှားပြီးသားဖြစ်သွားတယ်ဗျာပါဒလည်းဖယ်ရှားပြီးသားဖြစ်သွားတယ်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိနောက်မိခင်ရဲ့ဝမ်းကိုရောက်လာစရာအကြောင်းမရှိတော့ဘူးဆိုတာကြံတဲ့ကိလေသာတွေကိုဖယ်ရှားလို့ယဟန္တာဖြစ်သွားတယ်အဲ့ဒါလို့အစဉ်စဉ်ဖယ်ရှားပြီးဓတနာဆိုတဲ့သောတာပတ္တိမညာကာမေတုဝိနည်းခေတံဝိနည်းခေတလို့ဆိုတယ်အနာဂါမိတဂရဂါမိမဲ့နာဂါမိမဲ့နဲ့နာဟိသတုကပ္ပတေယပုဏ္ဏရေတိမှာဖော်ပြထားတဲ့ရတ္တမဲဆိုတဲ့ဒီလိုတရားဓုတရားမြတ်
မဂ္ဂင်၈ပါးအကျင့်တရားဖြင့်ကျင့်ကြံကြိုးကိုပွားများအားထုတ်လိုက်လို့ဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်အကျမ်းဖက်မှုဆိုတာလုံးဝဘယ်တော့မှမလာတော့ဘူးဘယ်တော့မှမလာမေတ္တာကဘာကြီးဟာလည်းဘယ်တော့မှမပျက်စီးတော့ဘဲနဲ့ခိုင်မြဲသွားတဲ့အနေအထားတစ်ခုကိုရရှိသွားမှာဖြစ်တယ်ဘယ်တော့မှမကောင်းတာနဲ့တုံ့ပြန်မှုဆိုတာမဖြစ်လာတော့ဘူးဒါကြောင့်မို့လို့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဉာဏ်စဉ်တက်လို့မဲ့ဖို့ကိုရရှိပြီဆိုတဲ့အခါကျတော့မှမေတ္တာကဘာတိဆောက်မှုလုပ်ငန်းကြီးဟာပြည့်စည်ပြီးတော့ကဘာလုံးငြိမ်းချမ်းသာရတဲ့အနေအထားမျိုးကိုရောက်ရှိနိုင်တာဖြစ်ပါတယ်။ရဗုဒ္ဓရဲ့အဆုံးအမမှာအကျမ်းဖက်မှုတွေလုံးဝအဆုံးသတ်သွားတဲ့ဤစနစ်တွေကိုဖော်ပြထားတာဖြစ်သောကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မိမိတို့ကိုယ်တိုင်အကျမ်းဖက်မှုကင်းတဲ့မေတ္တာဘာဝနာမေတ္တာကဘာကြီးကိုတိဆောက်ဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း